สวัสดีค่ะทุกคนพิมพ์ชาแนลနေပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့မှာတော့ထိုင်းလူပေါ့နော်ကိုနေမကောင်းလို့ရှိရင်ကိုဘယ်လိုပြောရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့စာကြောင်းလေး၃ကြောင်းကိုပြောပြပေးတော့မှာပဲဖြစ်ပါတယ်ပထမဆုံးစာကြောင်းလေးအနေနဲ့ဆိုရင်วันนี้ฉันไม่สบายวันนี้ฉันไม่สบายဒီကနေ့ငါနေမကောင်းဘူးပေါ့နော်วันนี้ဆိုတာကဒီကနေ့ကိုပြောပါฉันဆိုတာကငါပေါ့နော်ไม่สบายဆိုတာကနေမကောင်းတာကိုပြောပါวันนี้ฉันไม่สบายဒီကနေ့ငါနေမကောင်းဘူးวันนี้ฉันไม่สบายဒီကနေ့ငါနေမကောင်းဘူးတစုံတယောက်ကကိုယ့်ကိုမေးလာပေါ့နော်ဘာဖြစ်တာလဲလို့ပြောချင်ရင်ฉันปวดหัวมากငါကောင်းအရန်ကြိုက်တယ်ပေါ့နော်ฉันปวดหัวมากငါကောင်းအရန်ကြိုက်တယ်ฉันဆိုတာကငါပေါ့နော်ปวดหัวဆိုတာကကောင်းကြိုက်တာကိုပြောတာပေါ့နော်มากဆိုတာကသူအနောက်ကနေပြောအရန်ကိုပြောတာပေါ့နော်အဲ့ဆိုရင်ฉันปวดหัวมากဆိုတာကငါကောင်းအရန်ကြိုက်တယ်ပေါ့ฉันปวดหัวมากငါကောင်းအရန်ကြိုက်တယ်ဒါကိုကျမတို့ကစေးတောက်ပြီးဒါမဲ့မတက်တာသေးဘူးဆိုရင်ဘယ်လိုပြောမလဲပေါ့နော်ฉันกินยาแล้วแต่ไม่ค่อยสบายเลยฉันဆိုတာကကျွန်တော်ကျမပေါ့နော်กินยาแล้วဆိုတာကยาဆိုတာကဆေးရုပ်ပြောပေါ့နော်กินยาแล้วဆိုတာကဆေးတောက်ပြီးแต่ဆိုတာကတာပေမဲ့ပေါ့နော်ยังไม่ค่อยสบายเลยဆိုတာကမတက်တာသေးဘူးပေါ့နော်ฉันกินยาแล้วแต่ยังไม่ค่อยสบายเลยဆိုတာငါဆေးတောက်ပြီးဒါမဲ့မတက်တာသေးဘူးပေါ့ဒီလိုမျိုးအဓိပ္ပာယ်ရပါတယ်ကဲဒါဆိုရင်ဒီကနေ့မျှဝေပေးသွားတဲ့ထိုင်းစကားပြောလေး၃ချောင်းကိုမှတ်မိပြီလို့ယူဆပါတယ်။သိချင်တာလေးရှိရင်လည်းကွန်မန့်မှာမှန်ပေးခဲ့လို့ရပါတယ်။နောက်ပြီးတော့ထိုင်းစာလေးတွေအခါမဲ့လေးလာချင်ရင်တော့အောက်မှာချပေးထားတဲ့ Telegram လေးမှာလာပြီးတော့ join လို့ရပါတယ်ရှင်။အားလုံးကျေးဇူးတင်ပါတယ်။